အဝေးကနေကျွန်တော်ဒီလိုလေးလုပ်ပြီးတာအရန်ကျေးဇူးတင်ပါတယ်ပြီးတော့အရန်လေးပြောတယ်ရန်လေးရှိပါတယ်ခွန်ရံပိုင်ဦးနော်ဟုတ်တယ်ဗျဒါတော့စင်ကူမာနေတိုင်းတဲ့သူပြိတ္တတူက surprise လုပ်ပေးတာပါအခုကျွန်တော်တောက်ပို့ပေးမှာဖြစ်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါဒီကနေ့စင်ကူမာနေထိုင်တဲ့ညီမတယောက်ပေါ့နော်ညီမလားအမလားမသိဘူးဗျကျွန်တော်ကိုအခုကြီးတောင်းလာလို့ကျွန်တော်ပေါ့အခုကြီးပေးလိုက်တာပါကူညီပေးလိုက်တာဖြစ်ပါတယ်ခင်ဗျဘာလို့လဲဆိုတော့ဒီနေ့ကျွန်တော်တို့ဒီဝဲလဲလဲတချင်းနဲ့နာမည်ကြီးသွားတဲ့ခွန်ချစ်ပိုင်ဦးနဲ့ခွန်ရပိုင်ဦးပေါ့နော်အခုကဒီနေ့ကတော့ခွန်ရပိုင်ဦးရဲ့မွေးနေ့ဆိုတော့သူက surprise လုပ်ပေးဖို့ကျွန်တော်ကခုနလေးမှအကူကြီးတောင်းလာလို့ဒါကျွန်တော်အခုပထမရှိတော့ခုနရေထိုးကနီးနေပြီဗျဒါတကယ်ချင်းတော့ကိုအကူကြီးတောင်းပြီးမှပဲဒါကျွန်တော် surprise တပုတ်ပေးမှဖြစ်ပါတယ်ခင်ဗျကဲသူတို့ရွာဝင်လို့ရမရတော့မသိသေးဘူးခင်ဗျကျွန်တော်တို့ဒီတောင်ပေါ်ရွာတွေမှာကတော့ gate အဝင်ထွက်လေးလောက်ထားတာပေါ့နော်ဘယ်နာရီပိတ်မယ်ဘယ်နာရီဖွင့်မယ်ဆိုတာကတော့လောက်ထားတာရှိတဲ့အတွက်ကြောင့်ဒါကတော့ကျွန်တော် surprise ဖြစ်တဲ့အတွက်ကြောင့်ဒါကျွန်တော်သူတို့ကိုဖုန်းကြိုဆက်တာမဟုတ်ပဲနဲ့ကျွန်တော်ဒီတိုင်းပဲတွားလိုက်တာပေါ့နော်အိမ်မှာရှိမရှိလဲတော့မသိဘူးဗျကျွန်တော်ဗီဒီယိုကိုဘယ်လိုဖြစ်လာမလဲသိချင်ကျွန်တော်ဆက်ကြည့်ပြပါခင်ဗျကဲဗျာဒါကတော့ထီတလီရွာရဲ့ဝင်ပေါက်ပေါ့နော် gate ဝင်ပေါက်တော့တည်တယ်ဗျာ gate မပိတ်သေးဘူးဒါသူတို့ရွာရဲ့အဝင်ပေါ့နော်အဝင်ဆိုင်ပုတ်လည်းဟုတ်တယ်လို့ဒါရွာအဝင် gate လည်းဟုတ်ပါတယ်ဗျခုကတော့ဒါခွန်ရံပိုင်ဦးတို့အိမ်ရောက်တော့မယ်ဖြစ်ပါတယ်ခင်ဗျမင်္ဂလာပါမကြီးဒါအခုကျွန်တော်ဟွာပေါ့နော်ခွန်ရံပိုင်ဦးအိမ်ရှိတော့ရောက်ပါပြီဗျဒါကတော့ငွေသားနဲ့သိန်းပေါ့နော်ပြီးတော့ surprise gate လေးဗျကဲဆက်ကြည့်ပြပါဦးဗျခွန်ရံပိုင်ဦးဒါကစင်ကာပူမှာနေထိုင်တဲ့မခင်ရဲလွင်တဲ့နော်ခင်ဗျားကို surprise gate လေးလာပို့ပြပါဆိုတော့ဒါခင်ဗျားကိုဖုန်းကြိုမဆက်ဘူးတော့ဒါပဲဒီတိုင်းပဲလုပ်ပေးလိုက်တာပြီးရင်ဟိုပါပေါ့ငွေ2သိန်းနော်မိုက်ကျွန်တော်ဒီလိုပဲလုပ်ပေးလိုက်တယ်ဗျအချိန်မရလို့ဗျဂိတ်ထဲမှာလည်းမထည့်ပေးလိုက်ရဘူးဒီတိုင်းဂိတ်နဲ့ဟိုနဲ့ပဲဒီတိုင်းပဲပို့ပေးလိုက်မယ်ဒီဘက်ဟုတ်တယ်အမနော်ကျေးဇူးပါတော့ဗျကျေးဇူးပါအမင်မခင်ရဲလွင်တဲ့မခင်ရဲလွင်စင်ပူမာနေထိုင်တာဗောနော်ဟုတ်ကျွန်မချမ်းပေးတဲ့စုလေးပြပါစေကျွန်မချမ်းသာချမ်းသာပါစေဟိုပါဘောညီလေးချောင်းဆုံးမှာဆိုလို့ဒီဂိတ်ထဲမှာကအချိုလေးရှော့ထားပြီးတယ်လို့ပြောတယ်နော်ဟုတ်မိသားစုနဲ့ပျော်ရွှင်ပါစေတဲ့အဲ့လိုမျိုးဆုတောင်းပေးထားတာရှိပါတယ်ဒီမှာနော်ပေးတဲ့စုလေးပြပါစေဗျာကျေးဇူးပါမလေးလေးပြန်လာမယ်ဒါမေးရရဘာနဲ့ဦးပြေးမယ်ဒါဒါလေးဘာမကြည့်လေနေကြည့်ပါမယ်နော်那咱让这么多洗了嘛？那就当把这个很拖的呢。cái này trong số về nó một mà cho anh đi đi mắm mùi